မင်္ဂလာပါဒီနေ့မှာတော့ IGCSE O Level Math B နဲ့ E-Math သင်ခန်းစာတွေထဲက Statistics topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာပါဒီ topic ထဲမှာကျောင်းသားကျောင်းသူအများစု misconception ဖြစ်တတ်ကြတဲ့ bar chart နဲ့ histogram ကွဲပြားခြားနားပုံကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ် Statistics မှာ data များစွာရှိတဲ့အနက်ဘယ် data တွေကို bar chart သုံးပြီးဖော်ပြနိုင်တယ်ဘယ် data တွေကိုတော့ histogram နဲ့ဖော်ပြနိုင်တယ်ဆိုတာစတင်လေ့လာကြပါမယ် data type တွေထဲကပထမဆုံး type ဖြစ်တဲ့ categorical data categorical data လို့ပြောတဲ့အတွက် categories တွေ names တွေ labels တွေကိုဖော်ပြတဲ့ data ဖြစ်တဲ့ for example gender ဆိုရင် man woman product type မတူညီတဲ့ပစ္စည်းမျိုးစားတွေ favorite color ဆိုရင် white black yellow green စသဖြင့် blood group ဆိုရင် A type B type AB type O type စသဖြင့်တစ်ခုနဲ့တစ်ခုဆက်စပ်မှုမရှိတဲ့ data တွေကို bar chart သုံးပြီးတော့ဖော်ပြလေးရှိပါတယ်ဒုတိယ type တစ်ခုဖြစ်တဲ့ discrete data discrete data တွေက countable integers အရေအတွက်ရေတွက်လို့ရတဲ့ data မျိုးစားတွေဖြစ်တဲ့ for example number of family members မိသားစုဝင်အရေအတွက်တွေ cars owned ကားအရေအတွက်တွေ the population of a country နိုင်ငံတစ်နိုင်ငံမှာရှိတဲ့လူဦးရေစသဖြင့်ကိန်းဂဏန်းအရေအတွက်ရေတွက်ရနိုင်တဲ့ data တွေကိုလည်း bar chart နဲ့ပဲဖော်ပြလေးရှိတယ်နောက်ထပ် type တစ်ခုဖြစ်တဲ့ continuous data continuous data ဆိုတာကတော့ measurable values တန်ဖိုးတိုင်းတာနိုင်တဲ့ data တွေကိုခေါ်တာပါ for example length height temperature weight အလျားအရက်အမြင့်အပူချိန်အလေးချိန်ကဲ့သို့သောတန်ဖိုးတွေတိုင်းတာယူနိုင်တဲ့ data တွေကို histogram သုံးပြီးတော့ဖော်ပြလေးရှိပါတယ်ကောင်းပါပြီ bar chart နဲ့ histogram ကွဲပြားခြားနားပုံကိုစတင်လေ့လာပါမယ်ပုံမှန်မြင်တွေ့ရတဲ့အတိုင်းလွယ်ကူရိုးရှင်းတဲ့ bar chart တစ်ခုကိုစတင်လေ့လာပါမယ် bar chart မှာ categorical data ဖြစ်တဲ့ data A data B data C data D တွေပေးထားတယ် categorical data တွေကတစ်ခုနဲ့တစ်ခုဆက်စပ်မှုမရှိတဲ့ data တွေဖြစ်တဲ့အတွက်သူတို့ကိုဖော်ပြရမှာတစ်ဆက်တည်းဖော်ပြစရာမလိုပဲကြားထဲမှာ gap တွေခြားပြီးတော့ဖော်ပြလေးရှိတယ် bar chart မှာ data တစ်ခုချင်းစီရဲ့အရေအတွက်ကိုရှာလို့လျင်အဲ့ဒီ data တွေနဲ့သက်ဆိုင်တဲ့ frequency တွေကိုကြည့်ပြီးတော့အရေအတွက်ကိုတိုက်ရိုက်ရှာဖွေနိုင်ပါတယ် number of data A 30 number of data B 40 number of data C 20 number of data D 50bar chart တစ်ခုမှာ data တစ်ခုချင်းစီရဲ့အရေအတွက်ကိုသူတို့ရဲ့ height တွေကိုကြည့်ခြင်းအပြင်တိုက်ရိုက်ရှာဖွေနိုင်တယ်ဒါကြောင့်မို့လို့ bar chart ရဲ့ main concept က height equal frequency ဖြစ်တယ်ဆက်လက်ပြီးတော့ bar chart နဲ့ histogram မတူညီကြောင်းပြသပေးတဲ့ animation လေးနဲ့ဆက်လက်လေ့လာကြပါမယ် bar chart မှာရှိတဲ့ bar တိုင်းတွေကို compress လုပ်လိုက်တဲ့အခါမှာတချို့သော bar တိုင်းတွေရဲ့ width ကပြန့်ကားသွားပြီးတချို့သော bar တိုင်းတွေရဲ့ width ကကျုံသွားတာကိုတွေ့ရမယ်နောက်ဆုံးမှာတော့ bar တိုင်းတွေကြားမှာအကြားအလတ်မရှိတစ်ဆက်တည်းဖြစ်သွားတာကိုတွေ့ရပါမယ်ဒါကို continuous ဖြစ်တယ်လို့ခေါ်တယ်တချို့သော bar တွေရဲ့ width ကပြန့်ကားသွားပြီးတချို့ bar တွေရဲ့ width ကကျုံသွားတဲ့အတွက် class width တွေဟာမတူညီကြတော့ပဲကွဲပြားခြားနားနေတာကိုတွေ့ရပါတယ် bar တွေကို compress လုပ်လိုက်တဲ့အတွက် height တွေကလည်းတူညီမှုမရှိတော့ပါဘူးဒါဆိုရင် data တစ်ခုချင်းစီရဲ့ frequency ကရောမူလအတိုင်းပဲရှိနေအောင်မလားဆိုတာဆက်လက်လေ့လာကြပါမယ် histogram မှာ data တွေရဲ့ class width တွေမတူညီတော့တဲ့အတွက် data အသီးသီးရဲ့အရေအတွက်ကိုရှာချင်ရင်အဲ့ဒီ data တွေရဲ့ rectangle area ကိုသာရှာရမှာဖြစ်တယ်အဲ့ဒီ area ကသာတဲ့ frequency ဖြစ်ပါတယ်ကောင်းပါပြီ data D ရဲ့ area ကိုရှာဖွေကြည့်ပါမယ် area of data D
area ဆိုတော့ class width နဲ့ height နဲ့မြောက်မယ် data D ရဲ့ class width က 3.5 to 5.5 ဖြစ်တဲ့အတွက် width က 2 height က 2.5 2 times 2.5 equal 5 မူလဘာချက်ကို compress လုပ်ထားတဲ့အတွက် height ကလည်း 10 ဆကျုံသွားတာကိုတွေ့ရတယ်ဒါကြောင့်ရရှိတဲ့ area တန်ဖိုးကို scale factor 10နဲ့မြောက်မှသာမူလတန်ဖိုးမပြောင်းလဲမှာဖြစ်တယ် histogram မှာ data D ရဲ့ area က 50ဘာချက်မှာ number of data D ကလည်း 50ဒါကြောင့် area equal frequency လို့ကောက်ချက်ချနိုင်တယ် area နေရာမှာ class width နဲ့ height ကိုအစားသွင်းလိုက်မယ် height ကိုလိုချင်ရင် frequency over class width ဖြစ်မယ်ဒီ height ကိုပဲ frequency density လို့သတ်မှတ်တယ်အဲဒါကြောင့် frequency density equal frequency over class width အကြောင်းကတော့ data တစ်ခုရဲ့ rectangle area တွေထဲမှာ 1 unit square လေးတွေဘယ်လောက် dense ဖြစ်နေကြောင်းဖော်ပြပေးတဲ့အတွက် frequency density လို့သတ်မှတ်ရခြင်းဖြစ်တယ်ဒါကြောင့် histogram ရဲ့ main concept က area equal frequency ဖြစ်တယ် frequency density equal frequency over class width ဖြစ်တယ်ဆက်လက်ပြီး bar chart နဲ့ histogram conclusion table ကိုလေ့လာပါမယ် categorical data or discrete data တွေကို bar chart သုံးပြီးဖော်ပြလေ့ရှိတယ် continuous data တွေကို histogram သုံးပြီးဖော်ပြလေ့ရှိတယ် bar chart ရဲ့ frequency က height ဖြစ်တယ် histogram ရဲ့ frequency က area ဖြစ်တယ် bar chart မှာ class width တွေကတူညီကြတယ် histogram မှာ class width တွေကကွဲပြားခြားနားတယ်အကယ်၍ histogram မှာ class width တွေတူညီခဲ့တယ်ဆိုရင်လည်း bar chart ကဲ့သို့ပဲ area ရှာစရာမလိုပဲ data တစ်ခုချင်းစီရဲ့ height ကိုကြည့်ပြီးတော့ frequency ကိုရယူနိုင်တယ် bar chart မှာ bar တွေကြားမှာ gap ရှိတယ်ချို့သော discrete data တွေမှာတော့ bar တွေကြားမှာ gap မခြားပဲတစ်ဆက်တည်းပေါ်ပြရတာမျိုးလည်းရှိတယ်ဥပမာအားဖြင့် goal အရေအတွက်တွေပြတဲ့ data တွေ0 goal 1 goal 2 goals 3 goals 4 goals စတဲ့ကိန်းဂဏန်းတွေကဇက်တိုက်ဖြစ်နေမယ်ဆိုရင်ဘာချက်ဖြစ်တော့လဲဘာတွေကြားမှာ gap မခြားပဲဖော်ပြရမှာဖြစ်တယ် histogram မှာတော့ဘာတွေကြားမှာ gap မရှိဘူးဒီသင်ခန်းစာကိုလေ့လာပြီးဘာချက်နဲ့ histogram မတူညီကြောင်းသိရှိနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဘာချက်နဲ့ histogram သင်ခန်းစာကိုလေ့လာပြီး simple problem တွေကိုတွက်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ပေးထားတဲ့ data တွေကိုကြည့်ပြီးတော့ဘာချက်သုံးမလား histogram သုံးမလားဆိုတာကိုအလွယ်တကူခွဲခြားနိုင်မှာဖြစ်တယ်အဖြေတွေကိုလည်း comment မှာလာရောက်ရေးသားနိုင်ပါတယ်